ကွေးတိုင်းကံကောခိုင်ကံကောမြို့နယ်ပြင်သာချေရွာမှာဒီနေ့ဟာဂုံယူရတဲ့နေ့တစ်နေ့ပါပြင်သာရွာတွေကထွန်းလင်းလာဓမ္မအလေးရောင်တစင်ကြပေးတဲ့ပညာတန်ဖို့လူငယ်များအတွက်မိတိုင်းဖို့လူငယ်များအတွက်မိတိုင်းမှာစ조사မှုနဲ့ရှောင်းလန်းခဲ့အခက်ခဲတွေကိုကြော်ဖြတ်ခဲ့ဒီနေ့အောင်မြင်မြင်မှုရဲ့ဂုံတင်ခဲ့သီလနဲ့ပညာနဲ့ပြည့်လေးစားကြည်ညိုခံရသူသာသနာလမ်းမှာရှေ့ဆောင်သူရောဒေသားရဲ့ဂုံယူမှုသာသနာ့စာဓမ္မစရိယပွဲကိုလက်ခံတော်မူအရှင်နန္ဒမလာကိုမြို့နေပြင်သာရွာမှာရောဒေသားတခွင်ဂုံယူပါလက်ခုပ်တီးကြအားလုံးတူညီဒီနေ့ဟာဝမ်းမြောက်စရာနေ့ရွာသူရွာသားပေါင်းစည်းပြီးဂုံပြူကြစို့အားလုံးနဲ့မကွေးတိုင်းရဲ့ဂုံတော်တင်ကံကောခရိုင်ရဲ့လင်းတင်ဓမ္မပညာနဲ့လောကထွန်းကြီးအနာဂတ်တွမ်းမိတိုင်းတင်သာသနာတော်ကိုထိမ့်သိမ့်သူပညာပေးပြီးလမ်းပြသူဆရာတော်အရှင်နန္ဒမလာလူတိုင်းရဲ့လေးစားရသူဂုံယူပါတယ်ဂုံယူပါတယ်ပြင်သာရွာရဲ့ဂုံယူမှုပါရောဒေသအတွက်လင်းတိုင်းအမြဲတမ်းတောက်ပနေပါစေသာသနာ့စာဓမ္မစရိယပွဲကိုလက်ခံတော်မူသောအရှင်နန္ဒမလာမကွေးတိုင်းကံကောခိုင်မှာမြတ်မပြည်တဝန်းဂုံယူပါမြူမြူနဲ့ပျော်ရွှင်စွာဒီနေ့ဟာမမေ့နိုင်တော့ပြင်သာရွာမှာမတ်တန်တင်အောင်မြင်မှုကိုဂုံပြကြမကွေးတိုင်းရဲ့ဂုံတော်တင်ကိုဇောအန္တပနာကံကောခရရဲ့လင်းတင်ဓမ္မပညာနဲ့လောကထွန်းကြီးတနာကတ်တွမ်းမိတိုင်းတင်သာသနာတော်ကိုထိမ့်သိမ့်သူပညာပေးပြီးလမ်းပြဆရာတော်အရှင်နန္ဒမလာလူတိုင်းရဲ့လေးစားရသာသနာလင်းဆက်လက်တောက်ပါစေရှင်နန္ဒမအားဆင်းရဲဂုံယူပါဤသောပေါင်းအများမြတ်သောကုသိုလ်ကံစေရနာဖြတ်ဖြားတို့ကြောင့်မိမိတို့သည်အလုံးမရှိအမတောင်းတအပ်သောအနိဋ္ဌဗေဒံယမအပေါင်းမကောင်းဟုသမျှတို့သည်မတွေ့ကြမကြုံကြမဆုံးကြရပေမိမိတို့အလိုရှိရတောင်းတအပ်သောကောင်းကျိုးချမ်းသာမင်္ဂလာဖြတ်ဖြားတို့သည်တနေ့တခြားတိုးပွားပြီးဆုံးကြပြီလျင်အဆုံးဘဝနောက်ကာလ၌ဥနာသေးဘေဒုက္ခဘေးတို့မှကင်းဝေးရာဖြစ်သောနိဗ္ဗာန်ရွှေပြည်မြတ်သောဘဝဒူဒူနေရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်ကြသည်ဖြစ်စေ